တာဘီယာဟာ classic MMORPG တစ်ခုဖြစ်ပြီးတော့မှ1999ခုနှစ်ကနေ2026ခုနှစ်အထိစာပါပိတ်သေးခြင်းမရှိဘဲနဲ့ကစားသူလူဦးရေရှိတော့ MMORPG ဂိမ်းတစ်ခုဖြစ်ပါတယ်။ဂျာမနီနိုင်ငံ developer 4ဦးကဖန်တီးခဲ့တာဖြစ်ပါတယ်။ဒီဂိမ်းကိုနောက်ပိုင်းမှာ developer company ဖြစ်တဲ့ Clisoft နဲ့စီမံခန့်ခွဲလာခဲ့တယ်။ဆက်စချင်းမှာတော့တာဘီယာကို 2D pixel graphics နဲ့ web-based MMORPG ဖြစ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်က online RPG ထဲမှာအလွန်ရိုးရှင်းတဲ့ graphic နဲ့အလွန်ခက်တဲ့ gameplay တွေရှိတဲ့ game တစ်ခုဖြစ်ပါတယ်။ player တွေဟာ Knight, Paladin, Sorcerer, Druid ဆိုတဲ့ grade တွေကိုရေးပြီး adventure ထဲသွားတာဖြစ်ပါတယ်။2000ခုနှစ်နောက်ပိုင်းမှာတော့တာဘီယာအင်တာနက်ကပ်ဖေးမှာအရန်ပေါ်ပူလာဖြစ်ခဲ့တာဖြစ်ပါတယ်။အဓိကအကြောင်းရင်းကြတော့ PVP system, open world map, World War system, hardcore penalty, player တွေတေသွားရင် skill နဲ့ level တွေကျန်ကြတာကြောင့် game ကအရန် challenge ဖြစ်လာခဲ့ဖြစ်ပါတယ်။ Clisoft နဲ့တာဘီယာကိုနှစ်ပေါင်းများစွာ update လုပ်ခဲ့ပြီးတော့မှအဓိက function သစ်တွေကတော့ point system, map အသစ်တွေ monster အသစ်တွေ premium account system တွေဖြစ်ခဲ့တာဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။